အားလုံးမင်္ဂလာပါကျွန်တော်နာမည်ခွန်စောရဲမှာပါခင်ဗျ Pop and ကနေပြန်လဲကြိုးဆိုပါရစေကြဗျဒီတစ်ပုတ်ကတော့ပရိသတ်တို့အားလုံးတောင်းဆိုထားတဲ့နာနာဘဝအကြောင်းလေးကိုကျွန်တော်ထပ်လေ့လာလိုက်တယ်ဗျအကြောက်ဆုံး၅ခုကိုရွေးချယ်တင်ဆက်ပေးသွားမှာပါတကားပိတ်မီးပိတ်ငကြက်တက်အစီအစဉ်စလိုက်အောင်ခင်ဗျနံပါတ်1 CCTV ကားထုတ်ဒီဗီဒီယိုကတော့စင်ကာပူနိုင်ငံကားထုတ်မြို့မှာရိုက်ထားတဲ့အလွန်ကြောက်စရာကောင်းတဲ့ CCTV ဗီဒီယိုလေးဖြစ်ပါတယ်ဒီတငယ်ချင်းနှစ်ယောက်ကသူတို့အဲ့ညဘားလေးတစ်ခုမှာတူအရက်လေးပါလေးတွားတောက်ကြတာပေါ့ဗျာဒါပေမဲ့သူတို့အဲ့ညလုံးဝမထင်မှတ်တာဖြစ်ပေါ်လာခဲ့ပါလေအစကတော့သူတို့နီးနားမှာရှိတဲ့ထိုင်းခုံလေးတစ်ခုဟာဟိုရိုင်းဒီရိုင်းနဲ့ကြက်တီထားစရာကောင်းအောင်သူ့ကိုယ်သူရွေ့လျားနေတယ်ဗျဒါပေမဲ့ဒီလူတွေနေအောင်ရောအဲ့ဒီဘာသမားရောလုံးဝတွေ့ပုံမပေါ်ပါဘူးဒါပေမဲ့မကြမီဒီခုံလေးဟာထူးဆန်းကြောက်စရာကောင်းစွာသူ့ကိုယ်သူကျသွားပါလေသူတို့လည်းရုတ်တရက်ဆိုတော့လန့်သွားတာပေါ့ထိုင်းခုံနားမှာတွားရောက်လေ့လာကြပေမဲ့ဘာမှမတွေ့ဘူးဗျအထဲမှာဆိုတော့လေးလဲမတိုက်ဘူးလေသူတို့အနေနဲ့ကြောက်လန့်သွားတယ်ဗျဒါပေမဲ့ပိုကြောက်စရာကောင်းတာကသူတို့ရဲ့အနောက်မှာဖြစ်ပေါ်လာခဲ့ပါတယ်ကြည့်လိုက်ရအောင်ခင်ဗျာတွေ့လိုက်လားဗျသူတို့ရဲ့အနောက်မှာဖြူရောင်တရေကလေးလေးတယောက်ဖြတ်သွားတာကို CCTV ကနေတီးချာကိုမြင်လိုက်ရပါတယ်သူတို့ဒီ CCTV ကိုပြန်ကြည့်လိုက်တော့ဒီနေရာကိုပြန်လာကြမယ်မထင်ပါဘူးခင်ဗျာပရိသတ်တို့အနောက်မှာထိုင်ခုံနေပါတယ်ရှင်ကျိုးလေးတွေပါလေးတွေနဲ့ခြိထားအောင်နော်စိတ်ပူလို့ပါနံပါတ်1 Shadow Kid ဒီတစ်ပုတ်ကတော့ Yazis လို့ခေါ်တဲ့ YouTuber တယောက်ကတညတော့ဒီအလွန်ကြောက်လန့်ဖွယ်ကောင်းတဲ့တရေရှိတဲ့အိမ်ကိုတွားရောက်လေ့လာလိုက်တယ်ဗျဒီအိမ်ကိုလာရောက်လေ့လာတဲ့သူတွေများစွာကအရှောက်ခံခဲ့ရတယ်လို့သတင်းများစွာကြားရပါတယ်ညနေခင်းရောက်ပြီဆိုရင်ကလေးငိုတန်တဲ့အမြဲကြားနေရတယ်လို့ပြောပါတယ်ဒါပေမဲ့ဒီ Yazis လို့ခေါ်တဲ့လူကလုံးဝမကြောက်ပဲညနေတိမှာတွားရောက်လေ့လာဖို့ရောက်လာခဲ့တာပေါ့ဗျာဒါပေမဲ့မကြပါဘူးသူအလွန်ထူးဆန်းတဲ့အတန်တွေတစ်မျိုးပြီးတစ်မျိုးကြားလိုက်ရပါတော့တယ်ဒါပေမဲ့တော့ကိုမကြောက်တတ်တဲ့လူဗျာ صوت أطفال ولا لا؟ شوف ရီရောင်ရီလိုက်တယ်နောက်ပြီးပိုနှက်တဲ့နေရာကိုဝင်လိုက်တယ်ခင်ဗျဒါပေမဲ့သူလဲလူပဲဗျာသူ့ရဲ့ပေါ်လောက်မှာကြက်တီထားစင်တဲ့ကလေးရှိတဲ့ပြေးကစားနေတာကိုရုတ်တရက်ကြားလိုက်ရတော့သူလဲနည်းနည်းကြောက်လန့်သွားတာပေါ့ဗျာوالله أنا خفت طيب هذا ايش؟ تتوقع في فيران يعني جوا ولا ايش؟ انتوا سامعين؟ ဒါပေမဲ့ဒီထက်မကပိုကြောက်စရာကောင်းတဲ့အရာတွေပိုတွေ့လာခဲ့ပါတယ်သူဟိုကြည့်ဒီကြည့်လှုပ်နေရင်မကြမီအမဲရောင်ကောင်းသေးသေးလေးတစ်လုံးတကားပေါက်ကနေရုတ်တရက်သူ့ကိုချောင်းကြည့်လိုက်တာကိုတွေ့လိုက်ပါတယ်သူကကြောက်လန့်ပင်မဲ့တွားဆုံစားလိုက်သေးတယ်ဗျာဒါပေမဲ့သူကလည်းသူ့အသက်ကပိုအရေးကြီးတယ်ဆိုတာကိုနားလည်သွားတာလားမသိပါဘူးအမြန်ဆုံးရှီးမထွက်ခင်ပြေးလိုက်ရပါတယ်ခင်ဗျာသူ့အနေနဲ့ကတော့ဒါကဂျင်းလို့ခေါ်တဲ့တရေကိုတွေ့မိခဲ့တယ်လို့ပြောပြပါတယ်ပရိသတ်တို့ဘယ်လိုထင်လဲဗျနံပါတ်3 Ghost of Carmel ကန်လို့ခေါ်တဲ့လူတဦးဟာ Carmel Main လို့ခေါ်တဲ့နေရာမှာအိမ်အစ်စ်ဝယ်ယူပြီးမကြမီထူးဆန်းတဲ့အရာတွေခဏခဏတွေးကြုံနေရတယ်တဲ့ဗျညနေအိမ်နေချိန်ဆိုရင်အပြေမရှိတဲ့အတန်တွေခဏခဏကြားနေရပြီးမကြာခဏထူးဆန်းတဲ့အရာတွေတွေ့လဲတွေးနေရတယ်ခင်ဗျသူပြောပုံကဒီအိမ်ဟာတရေတွေရှိပြီးသူ့ရဲ့နာမည်ကအမြဲတမ်းပြောဆိုခြောက်လန့်ဖို့ကြိုးစားနေတယ်ခင်ဗျသူလေ့လာလိုက်တော့သူနေတဲ့အိမ်ဟာ1906ခုနှစ်ကနေ1919ခုနှစ်လောက်အထိလူသေးအလောင်းတွေကိုတည်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ခဲ့တဲ့ဗျကြောက်စရာကြီးဗျအဲ့တော့သူလည်းဘယ်သွားဗီဒီယိုရိုက်ပြီးသူရဲ့ Ghost of Carmel Main လို့ခေါ်တဲ့ YouTube channel ထဲဗီဒီယိုတွေစတင်ပါတော့တယ်ခင်ဗျအခုဆိုရင်ဗီဒီယိုတွေများစွာရှိနေပါပြီဒါပေမဲ့ကြောက်စရာအကောင်းဆုံးသူရိုက်မိထားတဲ့ဒါတွေထဲကတော့တညတော့သူအရင်လိုပဲထူးဆန်းတဲ့အတန်တွေကိုကြားလိုက်ရတယ်ဗျနောက်ပြီးအလွန်နန်စော်တဲ့အရာတစ်ခုကိုလည်းသူ့ရဲ့အခမ်းအနားမှာ
အနက်ရနေရဗျအဲ့တော့သူကင်မရာယူပြီးတော့စတင်ရိုက်တော့တာပေါ့ဗျာဒါကတော့တော်တော်ကိုကြောက်လန့်ကြက်တီထားစရာကောင်းပါတယ်ကြည့်လိုက်ရအောင်ခင်ဗျာ We're going to do a complete walkthrough. Hope you guys say something or do something. Oh my God! No! Oh. ကဲဗျအဲ့ဒါကပါလေဗျကျွန်တော်တို့သူ့နေရာမှာဆိုရင်အိမ်ကိုရောင်းပစ်လိုက်တာကြားပါပြီ Hope you guys say something or do something. Oh my God! No! နံပါတ်၄ Balloon Ghost ဒီတစ်ခုကတော့ဆေးရုံထဲမှာပါပြည့်တို့တည်တဲ့အတိုင်းဆေးရုံတွေဆိုတာလူတွေအများဆုံးတည်ဆုံးကြတဲ့နေရာတစ်ခုပါခင်ဗျာဟုတ်ကဲ့ဒီလူက Victor J. Vanlela အာဂျင်တီးနာမှာရှိတဲ့ဆေးရုံမှာအလုပ်လုပ်နေပါတယ်ဒါပေမဲ့သူ့ကိုတရေတူက light night set အနောက်ရှက်ပေးနေတဲ့ခင်ဗျတညတော့ဒီအရာတွေကိုဦးစီးပေါင်းနဲ့ပြနိုင်ခဲ့ပါတယ်သူ့ကိုဒီဦးစီးပေါင်းလေးဟာသူဘဲသွားလိုက်နေတဲ့ခင်ဗျသူအဲ့ညာဘဲသွားလိုက်နေတော့သူလဲကြောက်လန့်နေတာပေါ့ဗျသူ့ရဲ့တငယ်ချင်းကိုပြောပြလိုက်ပါသူဟာ room number 4ကနေစပြီးလာခဲ့ပြီမယ်ဒီထူးဆန်းကြက်တီထားစရာကောင်းတဲ့ဦးစီးပေါင်းကသူ့ကိုစလိုက်နေတာဒီနေရာအထိပါပဲလို့ပြောပါတယ်သူတငယ်ချင်းကတော့မယုံကြည်ဘူးဗျသူ့ကိုစကတော့ static မီးတွေကြောင့်လို့ထင်တယ်လို့ပြောခဲ့တယ်ဒါပေမဲ့သူမကလည်းတခုခုကိုစဉ်းစားလိုက်မိတယ်ထင်တယ်ဗျသူပြောတယ်တည်င်းတစ်ခုတော့ရထားတယ်တဲ့အခန်းခုံမှာရှိတဲ့ကလေးမလေးလဲအလွန်ထူးဆန်းတဲ့အရာတွေကြုံတွေ့နေရတယ်လို့ပြောတယ်ခင်ဗျဒါပေမဲ့ဒီကလေးမလေးကိုဘယ်သူမှမယုံကြဘူးဒီတငယ်ချင်းထူးဆန်းတဲ့အရာထပ်ပြောပြတော့သူမှတ်မိသွားတာပေါ့ဗျာဟုတ်ကဲ့ဒီဦးစီးပေါင်းလေးဟာရုတ်တရက်တပ်ပေါ်လာပါတယ်သူတို့နှစ်ယောက်လည်းနည်းနည်းကြောက်လန့်သွားတော့အခန်းထဲကိုဝင်လိုက်တယ်ဗျာဒါပေမဲ့ပရိသတ်တို့ခင်ဗျာဒီလိုဦးစီးပေါင်းကလူတွေကိုလိုက်တက်လို့လားကြက်တီးထားစရာပါပဲကြည့်လိုက်အောင်ခင်ဗျာဘုတ်တက်တွေတော့မသိဘူးဗျာကျွန်တော်အနေနဲ့ကတော့ဦးစီးပေါင်းဆိုတာဒီလိုအခန်းထဲကိုယ်ဝင်နိုင်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးတော်တော်ကိုကြောက်လန့်ကြက်တီးထားစရာကောင်းတယ်ဗျာNumber 9 Noise in the Attic Portuguese နိုင်ငံမှာနေထိုင်တဲ့လင်မယားကသူတို့ရဲ့အိမ်ပေါ်ကိုတောင်ခန်းတဲ့ကိုထူးဆန်းလို့နဲ့အတန်တွေခဏခဏကြားနေရတယ်ဗျဟုတ်ကဲ့တရေတွေဆိုရင်ဘာဖြစ်လို့အိမ်ကိုတောင်အပေါ်ခန်းဒါမှမဟုတ်အောက်ခန်းတွေကိုအရန်ကြိုက်ကြတာလေဗျသူတို့တွေပြောပြတဲ့လူတွေကလည်းတယောက်မှသူတို့ကမယုံကြဘူးတဲ့ဗျဒီနေ့တော့သူတို့မခံနိုင်တော့ပဲကင်မရာယူပြီးရိုက်ကြတော့တာပေါ့ဗျကြောက်လန့်ပေမဲ့ဒီအပေါ်ခန်းကိုဝင်လေးလာဖို့ဆုံးဖြတ်လိုက်တာပေါ့ဗျသူ့မိန်းမကတော့အလွန်ကြောက်လန့်နေတာကိုတွေ့ရပါတယ်ခင်ဗျာတတိထားမှာတော့လို့ငိုယိုပြောပြနေပါတယ်ခင်ဗျာသူမယောက်ျားလည်းကြောက်ပေမဲ့သူတို့ဟာကောင်းတောင်မအိပ်ရတော့တဲ့အတွက်တက်လိုက်တာပေါ့ဗျာဒါပေမဲ့အကြာကြီးမနေရခဲ့ပါဘူးဟိုကြည့်ဒီကြည့်နဲ့အတန်ကတော့သူ့ရဲ့ဘေးနားမှာခဏခဏကြားနေရတယ်ဗျနောက်ဆုံးတော့သူကြောက်လန့်လွန်းစွာမြန်ဆုံးပြန်ဆင်းလာလိုက်ပါတယ် Tu vais lasciar-me sozinho. Eu vou lá contigo. Tem cuidado. Opa! Opa! Não, tu não vais lá sozinho. Ai. Opa, vai lá tu, toma. Toma, eu fico aqui. Desculpa, não consigo, desculpa. Desculpa, eu estou cheia de medo de ser com tu, mas tem cuidado, está bem? Espera aí. Não estás a ouvir. O que é isso mesmo? Não, vai, já fica. É?ဒါပေမဲ့သူတို့လုံးဝမကြည့်တဲ့အချိန်တကူးခုကအလွန်ကြောက်လန့်ကြက်တီးထားစရာကောင်းအောင်သူတို့ကိုလာချောင်းလိုက်ပါတယ်ကြည့်လိုက်ရအောင်
te digas. Ai, mas não sei. Já passou. Vamos lá,တကတကယ်က CGI လားကြောက်စရာကောင်းတာကတော့အမှန်ပါပဲ CGI ဖြစ်ရင်တော့ဒီလူတွေကတော်တော် acting တွေကကောင်းတာနော်ဟုတ်ကဲ့ပါဗျာဒီတစ်ပုတ်ကတော့တရေ fan တွေအတွက်ကျွန်တော်နာနာဘဝအကြောင်းလေးထပ်လုပ်ပေးလိုက်ပါခင်ဗျာ like share and follow တွေအားလုံးအားပေးကြပါအောင်နော်ဟုတ်ကဲ့ကြည့်ရှုအားပေးကြတဲ့ပရိသတ်တွေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကောင်းသောညဖြစ်ပါစေခင်ဗျာ